အားလုံးမင်္ဂလာပါနော်ကျွန်တော်နှက်ကစီးလေးနဲ့ပုံသူ site ပေါ်ပြန်နော်6ရှစ်1အားရဲ့1 5ခွက်အားရဲ့ကိုအခု12ကြိမ်ရဲ့နောက်လာမဲ့73ကြိမ်ရဲ့ထိုးလို့ကောင်းမဲ့ site ကလေးပေါ့နော်နှက်ကစီးလေးကိုပြပါဦးမယ်နော်အဲ့မှာပုံသူကလေးပေါ့လေကျွန်တော်တို့ချုံးပြောပါလိမ့်မယ်နော်ဒီဟာတွေက site တွေကတော့ပုံသူကတော့အများကြီးရှိပါတယ်နော်အဲ့မှာတစ်ထိပ်စီ6ထိပ်စီဆိုပြီး116ဆိုပြီးထိပ်စီ3လုံးထောင်းတယ်နော်10ကြိမ်ရဲ့17ကြိမ်ရဲ့12ကြိမ်ရဲ့သူ့အောက်ကိုဆင်းလိုက်မယ်တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်ဆင်းလိုက်ရင်လည်းခွင်နောက်ပိတ်6နောက်ပိတ်1နောက်ပိတ်ဆိုပြီးနောက်ပိတ်3လုံးလဲပါတယ်နော်အဲ့မှာလဲပါတယ်အဲ့ရအချိန်ကိုက်သွားလိုက်မယ်နော်အချိန်တူသွားလိုက်မယ်အဲ့မှာ9ချိန်မှာ936ဆိုပြီးတော့ထွက်ထားတာရှိပါတယ်အဲ့ဒီသူ့အောက်နောက်နှစ်မြင်းကုန်မှုဆင်းလိုက်မယ်ဆို3နှစ်9ဆိုပြီးတော့ထွက်ထားပါနော်ပုံစံတူအဲ့ဒီမှာအခုထွက်ပြနှစ်မှာတစ်ထိပ်စီ6ထိပ်စီဆိုပြီး1 6ဆိုပြီးထိပ်စီ3လုံးထောင်ပါတယ်နော်အဲ့ရရင်တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်ဆေးလိုက်မယ်တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်ဆက်လိုက်မယ်ခွင်6တေးဆိုပြီးတော့နောက်ပိတ်3လုံးလဲပါတယ်နော်သူကရင်အထက်ကိုအချိန်ကြိုက်သွားလိုက်မယ်9ကြိမ်မှာ6 9ဆိုပြီးတော့မိနစ်ကထွက်ထားပါတယ်နော်အဲဒီ690အောက်မြင်းကိုထွက်ပြီးနှစ်ထဲမှာ392ဆိုပြီးတော့ထွက်ထားပါတယ်မြင်းကိုမှာ392သူ့ရဲ့ဒီအောက်12ကြိမ်ရဲ့73ကြိမ်ရဲ့ပေါ့နော်အဲဒီမှာပုံစံတူတွေပါနော်တောက်ကဒီ site တွေတော့မပြတော့ဘူးနော်အဲဒီမှာသူကရင်ဒီတစ်ခွန်ကဘယ်ရတော့ဆိုတော့ဒီကို39နှစ်ကရင်ပြန်ပြီးတော့ရှေ့သွားမှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာခွန်တင်9ဆိုတဲ့ site ကလေးရှိပါတယ်နော်အဲခွန်တင်9ဆိုတဲ့ကဏ္ဍလေးရှိပါတယ်နော်အဲခွန်တင်9ဒီ39နှစ်အောက်မှာတစ်ခွန်9လို့လာထွက်ပါတယ်နော်အဲဒီမှာtop inside မှာလို့ဒီ3ခုနှစ်ကရင်1နှစ်2နှစ်3နှစ်4နှစ်5နှစ်ရောက်မှာ8 6တေးဆိုတဲ့ကဏ္ဍရှိပါတယ်အဲ8 6ကိုဒီ3ခုနှစ်ရဲ့အောက်မှာ8 6တေးလို့6 8တေးအားပေါ့ဗျာနော်အဲ့ဒါလေးကိုထိုးချင်တာပါအဲဒီမှာတစ်ခွန်9ကိုတစ်ခွန်9လို့လေကျွန်တော်ပုံစံတူပေါ့ဗျာနော်ဒီမှာ690 3ခုနှစ်တစ်ခွန်9အားပဲလေပေါ့နော်ပုံစံတူလေးဒီမှာကလည်းအဲ့လိုရှိထားတာကို936 3နှစ်ကိုအဲ့အောင်မှာတစ်ခွန်9အဲ့တစ်ခွန်9ကိုဒီဘလို့ထောက်ကလေးနဲ့ဟောပူလို့ဆိုတော့တစ်ခွန်9သူ့ရဲ့ဒီ116လို့ထက်စီ3လုံးထောင်နေရှေ့2နှစ်ကျော်လိုက်တင်းနောက်ပဲ3ခါ8ထိပ်ဆိုတဲ့လေးရှေ့မှာနော်6တေးဆိုပြီးတော့ဒီမှာနောက်ပိတ်3လုံး6တေးလို့ဖြစ်တယ်အဲ့ဖြစ်တာရဲ့အောက်ဒီနေ့အဲ့တပင်2ပင်3နေရရင်ဒီဘက်ကိုလာလိုက်ရင်ဒီမှာအချိန်ခိုက်တပင်2ပင်3ပင်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်မှာခွန်တင်9ပေါ့နော်အဲ့မှာဒီမှာလဲ6တေးဆိုတော့ဒီကောင်ကတော့တစ်ချိန်กว่าတယ်နော်ဒီ6တေးဆိုတဲ့ဖြစ်စဉ်လေးကတစ်ချိန်กว่าပါတယ်ဟိုမှာက9ကြိမ်ဒီမှာက9ကြိမ်10ကြိမ်9ကြိမ်ဒီဘက်မှာကျတော့ဒီ6တေးလေးက8ကြိမ်9ကြိမ်10ကြိမ်မှလာဖြစ်တယ်နော်သူကရင်ဒီနေ့တစ်ကြိမ်2ကြိမ်3ကြိမ်ဆင်းလိုက်ရင်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်မှာဒီမှာ9
တစ်ခွင်လို့ရှိပါတယ်အဲ့9တစ်ခွင်ကဒီ73ချိန်မှာလည်း9တစ်ခွင်အားပဲလေထိုးလို့ရပါတယ်နော်ခုကတော့936 39နှစ်အားတစ်ခွင်ဆိုပြီးတော့ပုံတူပေါ့ဗျာနော်ဒီမှာဒီပုံတူဆိုပြီးတော့ခု68တစ်အားရဲ့တင်9ခွင်အားရဲ့ပဲလေပြလိုက်ပါတယ်နော်သူဒီမှာလည်း9နောက်ပဲ2နောက်ပဲဒီမှာ39နှစ်ဆိုပြီးတော့အခွေလေးရှိဒီမှာလည်း2နောက်ပဲ9နောက်ပဲ3ထိပ်စီးဆိုတဲ့အခွေလေးရှိပါတယ်နော်အဲ့မှာ39နှစ်လို့လာထွက်ပြီးဒီတယောက်ကိုတစ်ခွင်9အားပဲလေထွက်ပုံစံတူပါအလုံးမင်္ဂလာပါကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်